ဒီနေ့ ChatGPT စီမှာ vocal လေးဆွေးနွေးပါတယ်။မနေ့က songs mute သွားတဲ့အတွက်အတန်သွင်းတာမပါလိုက်ပါဘူး။ဒီနေ့ Zentangle ရဲ့ fans button ဆွဲပါမယ်။ fans button ဆိုတာကတော့ Chanseo button ကိုပြောတာပါ။ဒီ button လေးကလွယ်ကူရိုးရှင်းပြီးတော့အရင်က button တွေထက်စာရင်ဆွဲရတာပိုပြီးတော့အဆင်ပြေပါတယ်။ relax ဖြစ်ပြီးတော့လက်ညောင်လည်းတက်တာပါတယ်။အချိန်1:45မိနစ်ကြာပြီးနောက်မှာတော့ဆွဲလုပ်ပြီးသွားပါပြီ။ Day 28 vlog လေးရတော့လောက်ပါပဲခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။